ကဲချစ်သားတို့နားထောင်ကြတဲ့တခုတောကာလကဗာရာဏသီဗြဟ္မရမင်းကြီးအုပ်ချုပ်နေတုန်းပေါ့ကွာထားပါတော့အဲ့ဒီမှာတို့ဖျားရှင်ကိုရောမြတ်ကြီးဖျားအလောင်းတော်ကတမင်တို့ရဲ့ခေါင်းဆောင်တမင်မင်းတမင်1000အချမ်းရန်ရှိတယ်တမင်ဘယ်လောက်လဲ1000အချမ်းရန်ရှိတဲ့တမင်ရဲ့ခေါင်းဆောင်တမင်ကြီးဖြစ်ခဲ့အဲ့တော့ဒီတမင်တွေကိုတခါတည်းခေါင်းဆောင်ပြီးတော့ဇာနာရိခါဖူလုံအောင်ဘေးရန်အန္တရာယ်တွေဥရုဘေးပြန်အန္တရာယ်တွေကင်းဝေးအောင်လမ်းညွန်ပြီးတော့ဥဆောင်ပြီးနေခဲ့တာအချိန်ကာလကြာမြင့်လာတော့တမင်ကြီးဘုရားအလောင်းတမင်ကြီးကအသက်အရွယ်ကြီးရင်လာပြီအိုလာတော့သူ့မှာသားတမင်နှစ်ကောင်ရှိတယ်တကောင်ကလက္ခဏာတဲ့ဘယ်သူလဲတော့လက္ခဏာတမင်တကောင်ကကာလာပါတဲ့သမင်ဘယ်နှကောင်လက္ခဏာသမင်ရဲ့ကာလသမင်ရဲ့သမင်နှကောင်သား2ယောက်ရှိတော့သားတွေကိုအရွယ်ရောက်လာတော့ကဲငါသားတို့ဒီပရိသတ်ကြီးကိုဆောင်ကျင်းပြီးတော့အဖေကောင်းဆောင်ပြီးသွားလာနေရတာပင်ပန်းပြီငါအနားယူတော့အဲ့တော့မင်းတို့ဒီသမင်အုပ်ကိုတယောက်တဝက်စီခွဲပြီးတော့ခေါင်းဆောင်ကြဆိုပြီးတော့လက္ခဏာသမင်နဲ့ကာလသမင်ကိုအကောင်900စီအညီမျှခွဲပေးလိုက်အကောင်ဘယ်လောက်900စီအညီမျှခွဲပြီးတော့ပေးလိုက်ပြီးတော့ဒီလိုပဲလဲလဲကျက်စားနေရင်နဲ့ထုံးစံအရာသီတစ်ခုကောက်ပဲသီးနှံနေရင့်မဲ့လို့စပားရိတ်မဲ့အချိန်ပေါ့ကွာနော်ကောက်ပဲသီးမှန်နေရင့်မဲ့တဲ့အချိန်ကြရင်သားသမင်တွေမှာအန္တရာယ်ကြရောက်တယ်တဲ့ဘာလို့လဲဆိုတော့လူတွေကသူတို့စိုက်ထားတဲ့သီးနှံတွေကိုသားတွေသမင်တွေဝင်ပြီးတော့စားမှဖြက်မှဆိုတော့အဆောင်ကြတွေမထားဘူးလားအဆောင်ကြထားကြတယ်တောကောင်တွေကိုခြောက်ကြတယ်အမဲလိုက်ကြတယ်စသဖြင့်သူတို့လောက်ကြတော့ဒီရာသီကိုဖះအလောင်းကတော့မှတ်သားထားပြီးတော့လူတွေနဲ့ဝေးရာကိုရှောင်လေးရှိအဲ့တော့အခုလေရာသီကြလာပြီဆိုတော့ကဲဒီရာသီမှာလူတို့နဲ့နီးတဲ့ကောက်ပဲသီးနှံအခင်းသားကိုမင်းတို့သွားရင်မင်းတို့ပြက်စီးလိုက်အဲ့တော့မင်းတို့ညီကို2ယောက်ကိုနောက်လိုက်တွေကိုဆောင်ကျင်းပြီးတော့လူတွေနဲ့ဝေးရလွတ်ရဟိမဝန္တာတောင်တစ်ဖက်ချမ်းတောင်ရိုးရဲ့ဂျားတွေကရှိုကြားထဲမှာသွားပြီးတော့နေကြကောက်ပဲသီးနှံရိတ်သိမ်းချိန်ကုန်မှမင်းတို့ပြန်လာကြသွားကြဆိုပြီးတော့ဖခင်တမင်ကြီးဖះလောင်းတမင်ကြီးကသားတော်2ပါးကိုလမ်းညွန်မှုပေးလိုက်မင်းတို့ဒီတမင်တွေကိုဥဆောင်ပြီးသွားကြဘေးလို့ရခေါ်သွားမပြည့်စည်စေနဲ့အဲ့ဒီမှာကာလသမင်ကသူ့နောက်လိုက်900နဲ့တူခေါင်းဆောင်ခွင့်လည်းရပြီဖခင်ထာကခွင့်ပြုချက်လည်းရပြီဒီတော့မင်းတို့အားလုံးငါပြောသလိုလို့ငါညွန်သလိုသွားဆိုပြီးတော့ခေါင်းခတ်တီနဲ့ခေါင်းဆောင်ပြီးတော့သူတို့နေတဲ့နေရာကနေဒီလူတို့နေတဲ့ရက်ဝန်းကိုဖြတ်ပြီးတော့မှတစ်ဖက်ဘေးလွတ်ရတောင်ကျောကိုသွားမှာသွားတော့ကာလသမင်ကညဥ်ရလူတွေအိတ်ချိန်မှတ်ပြီးတော့ညဥ်ရသွားညဥ်ရတတုတ်လွတ်မနေ့မိုးတော့အာယုံတက်ချိန်တတုတ်လွတ်ဆိုတော့အခုတို့စဉ်းစားကြည့်အောင်အဲ့ဒီလေခွင်းတွေကိုစောင့်နေတဲ့လူတွေကညဥ်ရအိမ်မလားမအိမ်ဘူးလားအိမ်မလားမအိမ်ဘူးလားမအိမ်ဘူးဒီချိန်တမင်တွေဝင်စားတတ်တယ်ဆိုတာတို့မသိဘူးလားသိတော့ထောင်ချောက်တွေဆင်ထားတယ်တားကောင်စောင့်နေတဲ့မုတ်ဆိုးတွေဝိုင်းပြီးတော့စောင့်နေတယ်ပြစ်ဖို့လက်နဲ့ရိတ်ခါအပြည့်စုံနဲ့နိုးကြားစောင့်နေတဲ့အချိန်ဘယ်ချိန်နိုးကြားစောင့်နေတဲ့ပရိယတ်နဲ့စောင့်နေတဲ့အချိန်ကြီးဖြတ်ဆိုတော့တပင်လေးကသူဖြတ်ခိုင်းတော့ဖြတ်ရတာပေါ့
ဖြတ်ဆိုတော့ဟိုကမုတ်ဆိုးတွေထောင်ထားတဲ့ထောင်ချောက်ထဲမရောက်သွားဘူးလားဟိုမုတ်ဆိုးတွေရဲ့လိုက်လံတပ်ဖြတ်ခြင်းကိုမခံရဘူးလားဒီတိုင်းပဲအဲ့ဒီတတုတ်ထိသွားလိုက်ပြီဆိုတော့ तू ကနောက်ပြန်ဆောက်မိုးလင်းကနေဖြတ်ဆိုတော့မိုးလင်းကနေဆိုတော့ညဆောက်တဲ့အဖွဲ့ကအိပ်ပြီးမနေ့စောစောတောလာတဲ့ပုံကိုယ်တွေမရှိဘူးလားအဲ့တော့စောစောအဖွဲ့နဲ့တွေ့နောက်လိုက်သမင်900လုံးပြည့်စည်သွားရှင်းတယ်နော်ကောင်းဆောင်မှုကောင်းလို့လားမကောင်းလို့လားအဲ့ဒီမှာလက္ခဏာသမင်ကတော့ဖခင်ရဲ့သွန်သင်ညွှန်ကြားမှုဖခင်ခေါင်းဆောင်တုန်းကလည်းအနိကလိလာမှတ်သားထားတဲ့အချက်ရအန္တရာယ်ကင်းမဲ့အခြေဘေးလွတ်မဲ့နေရာဘေးလွတ်ရလမ်းကြောင်းဟောစနစ်တကျသူကရွေးချယ်ထားပြီးတော့သူခေါင်းဆောင်တဲ့သမင်အုပ်ကိုခုနကကာလသမင်မင်းပြောသလိုပဲငါပြောသလိုလို့ငါခိုင်းသလိုသွားငါစီမံတဲ့တိုင်းနိုင်နေငါစားဆိုမှစားငါအိတ်ဆိုမှအိတ်စနစ်တကျတင်ကြားပြီးတော့ဘယ်ချိန်ဖြတ်သလုံးဆိုတော့တန်းကောင်ကြော်ဟောညဆောင်နေတဲ့လူတွေလည်းပင်ပန်းပြီးတော့အိပ်ပျော်တဲ့အချိန်မနဲ့ရာခင်းလာမဲ့လူတွေလည်းမထသေးတဲ့အချိန်ဒီအချိန်ကိုရွေးပြီးတော့ရာခင်းနဲ့ဝေးရတောင်ကပင်ရနဲ့နီးနိုင်သမျှနီးနီးကနေပြီးတော့လူတို့ရဲ့ထောင်ချောက်ဆင်ထားတာပရိယေဆင်ထားတာလက်နဲ့ဆင်ထားတာအဲ့ဒီအရာတွေကိုတခါတည်းမှတ်သားရှေ့ကနေအနံ့ခံခေါင်းဆောင်ပြီးတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့ဘေးလွတ်ရာလမ်းကနေစနစ်တကျခေါ်ပြီးတော့ဘေးလွတ်ရာနေရာကိုအရောက်ဆောင်ကျင်းသွားတကောင်မှအပြည့်စီတကောင်မှမဟုတ်ဆိုးလက်ထဲကြာရောက်တယ်လို့လည်းရှိဟောဘာမှန်လို့လဲနီလန်အဲ့တော့စနစ်တကျရွေးချယ်မှုရောမရှိဘူးလားအတိအကျလိုက်နာမှုလည်းရှိတယ်ခေါင်းဆောင်ကတခါတည်းမင်းတို့ဘေးလွတ်အောင်ငါပြောတဲ့အတိုင်းနားထောင်ကြဆိုပြီးတပည့်တပန်းတွေကိုလည်းအားလုံးတေချာကြနာနာညွှန်ကြားနိုင်မှုရောမရှိဘူးလားအတိအကျခေါင်းဆောင်ပြီးတော့ခေါ်သွားလိုက်တဲ့အခါကျတော့900လုံးဘေးလွတ်သွားခဲ့ရာသီကုန်သွားပြီလူတွေလည်းအဲ့ဒီလိုထောင်ချောက်ဆင်တာတွေအမဲလိုက်တာတွေမရှိတော့သမင်ဖမ်းချိန်ကြော်သွားပြီပေါ့ဟုတ်ပြီနော်ဒါတော့တို့နိုင်ငံမှာကျတော့ဒီလိုခက်ပြောနေရတယ်ဟိုးဒီသမင်တွေပေါ်တဲ့အမေရိကလိုနိုင်ငံမျိုးနော်ဟိုးသားကောင်တွေသားပိုက်ကောင်တို့ဘာလို့ပေါ်တဲ့ဩစတြေးလျလိုနိုင်ငံမျိုးနောက်ဟိုးယူရိုပအဲ့ဒီချိန်မှာကျတော့တို့ကသမင်တွေကိုဘေးမဲ့ပေးချိန်ဆိုတော့ပေးထားတယ်အဲ့ဒီချိန်မှာသမင်တွေသွားလို့ရသွားလာလို့ရလာဘယ်သူကမှဘာမှမလုပ်ဒါပေမဲ့သမင်တွေကိုပြစ်ချိန်ဖမ်းချိန်ဆိုတာလည်းတတ်ရှိတယ်သူ့လာနဲ့သူတတ်မှပေးထားတယ်အဲ့ဒီလာကြရင်တော့တို့ကသမင်ပြစ်ခွင့်ရှိတယ်ဖမ်းခွင့်ရှိတယ်ဟောအဲ့ဒီတိုင်းပဲအခုကဦးဇင်းတို့ဒီဝတ္ထုကဒီပုံစံနဲ့သွားညီနေတယ်အဲ့ဒါလူတွေသမင်ဖမ်းတဲ့အချိန်မှာသမင်တွေကဘေးလို့ရမရှောင်ရဘူးလားရှောင်ရတယ်မဖမ်းတဲ့အချိန်သူတို့ကမဖမ်းတော့ဘူးရံမလုပ်တော့ဘူးဆိုတဲ့အချိန်ကျတော့လွတ်လွတ်လပ်လပ်နေလို့ရသွားပြီဆိုတော့သူ့အချိန်နဲ့သူစနစ်တကျကျင့်ဆောင်တတ်ဖို့လိုအပ်မလိုအပ်ဒီတရားတော်ကိုကရှေ့ကထာဂရဆရာတွေကဘယ်ထဲထည့်ထားလဲဆိုတော့ဒီလက္ခဏမိဂဇတ်ကိုသီလဝတ်ထဲမှာထည့်ထားဘယ်ထဲမှာသီလဆိုတာကျင့်စဉ်သီလဆိုတာဘာလဲအဲ့တော့ကိုယ်ဘဝအတွက်ဘေးကင်းဖို့ရဘသူကိုယ်တိုင်ရွတ်ဆောင်အောင်အဲ့တော့ဘေးကင်းရလမ်းလဲရွေးတတ်ဖို့လိုအပ်မလိုအပ်လူတွေအဲ့ချိန်ပဲကွဒီချိန်ဆိုရပြီဆိုပြီးညာဥယံသွားဖြတ်လိုက်တော့တာမန်လူတွေကတော့အိပ်ပြီပေါ့သမင်ဖမ်းဖို့စောင့်နေတဲ့လူတွေကသူတို့ကိုဖမ်းဖို့ကိုစောင့်နေတာပါဆိုမှတော့အဲ့အစင်သင့်နိုးကြတက်ကြွနေတဲ့အချိန်မဖြစ်ဘူးလားဖြစ်တော့သူတို့အန္တရာယ်ကြရောက်သွားပြီအဲ့ဒီချိန်မှာလက္ခဏာသမင်မင်းကဒီချိန်ဖြတ်တဲ့နဲ့မဖြတ်တဲ့မှုဆိုတာသူမသိဘူးလားသိတဲ့ခါကျတော့လူတို့နိုးကြနေချိန်မှာမဖြတ်ဘူးညတန်းကောင်ကြော်သွားပြီဆိုတော့ညာဥယံကလေးကစောင့်နေတဲ့ပုံကိုယ်တွေလည်းကြလာပြီအိတ်ချိန်ရောက်လာပြီအိတ်ချင်လာပြီတခါသူတို့နဲ့နီးစပ်ရာကလည်းမသွားဘူးဝေးရလမ်းကြောင်းကနေဖြတ်သွားတယ်ဟိုကတော့လူတွေအိပ်ပြီးဒီကနေရဲရင်ဖြတ်ဆိုဖြတ်ချတော့ထောင်ချမိတဲ့ကောင်းမိသမင်အော်တန်ကြတော့မုတ်ဆိုးတွေကလိုက်ဆိုတော့အကုန်မပြည့်စည်ဘူးလား
ကဲသူတို့သမင်နှကောင်ပြန်လာတဲ့အချိန်ကျတော့ရာသီကုံလို့ပြန်လာတော့တောထဲမှာဘေးကင်းရမှာပုံနေတဲ့ဖခင်သမင်ကြီးစီပြန်လာကြတော့လက္ခဏာသမင်နောက်မှာအချမ်းရအပြည့်အစုံမပါဘူးလားကာလသမင်နောက်မှာတကောင်မှမပါတော့ရှင်းလားဟဲ့အဲ့တော့ရွေးချယ်တတ်မှုဟာအရေးကြီးမကြီးဘဝတစ်ခုရလာပြီတို့တွေခုသားသမင်နေလို့ပဲခင်ဗျားတို့ကျုပ်တို့မှလည်းအန္တရာယ်တွေဆိုတာရှိမရှိရိုးရိုးလေးသွားရင်ကြံတဲ့အန္တရာယ်ဘာမှမရှိဘူးဆိုရင်တောင်အိုဘေးနာဘေးသေဘေးမရှိဘူးလား